Okay ဒီဗီဒီယိုလေးမှာတော့လူကြီးမင်းတို့ရဲ့ဒီ software ထဲမှာထည့်ထားတဲ့ data အချက်လက်တွေကိုဒါကိုယ့်ရဲ့ Google account Google Drive account မှာဘယ်လိုတင်စီရမလဲပြီးတော့ဘယ်လိုပြန်ယူရမလဲဆိုတာကိုဒါပြောပြပေးပါမယ် Okay အရင်ဆုံး setting လေးကိုတွားလိုက်ပါပြီးတာနဲ့ကျွန်တော်ဒီ backup and restore ပေါ့နော်အဲ့ကောင်လေးတစ်ချက်နှိပ်လိုက်ပါဟုတ်ပါပြီဒါဆိုရင် account မဝင်ရသေးရဖြစ်တဲ့အတွက်ဒီ account ဝင်မယ်ပေါ့နော်ဒီ back Google ဖြင့်ဝင်ပြီကိုနှိပ်လိုက်ပါ Okay ခဏလောက်စောင့်ပေးပါ Okay ဒါဆိုရင်လူကြီးမင်းတို့ရဲ့ Google ဒါ Gmail account ကိုယူလိုက်ပါတော့ Okay ကျွန်တော်ယူလိုက်မယ် Okay ခဏလောက်စောင့်လိုက်ပါဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ဒီအောက်က continue ကိုနှိပ်လိုက်ပါဟုတ်ပါပြီဒါဆိုရင်ဒီဆင့်ရောက်သွားရဒီဆင့်ရောက်သွားတယ်ကျွန်တော်ဒီကောင်လေးကိုအမှန်ချစ်အမှန်ချစ်နှိပ်ပေးရမယ်ပေါ့နော်ဒီကောင်လေးကိုအမှန်ချစ်နှိပ်လိုက်ပါဟုတ်ပါပြီပြီးတော့လည်းဒီကျွန်တော်အောက်မှာ continue ကိုနှိပ်ပါ Okay ဒါဆိုရင်ဒါ account ဝင်တာအောင်မြင်သွားပြီပေါ့နော်ဒါဆိုကျွန်တော် backup ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ဒီဘယ်လိုတင်ရမလဲဆိုရင်ကျွန်တော်ဒီ backup ကိုနှိပ်လိုက်ပါ Okay ဒါဆိုရင်ကျွန်တော် backup ဆိုတဲ့စက်လုံးလေးရိုက်ပြရမယ်ပေါ့နော် Okay ရိုက်ပြီးကျွန်တော် backup ကိုနှိပ်လိုက်ပြီ Okay ခဏလောက်စောင့်လိုက်ပါ Okay ဒါဆိုရင်တော့ဒါလူကြီးမင်းတို့ရဲ့ data တွေကိုလူကြီးမင်းတို့ရဲ့ Google Drive ထဲမှာတင်လိုက်ပြီပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ဘယ်လိုပြန်ရမလဲပေါ့နော်ဘယ်လို Okay ဒါကတော့တိတ်ပြီးသွားပြီ Okay ဒါကျွန်တော် restore လုပ်ပြီးပြန်လုပ်လိုက်မယ်နော်လောလောဆယ်တော့ဒီမှာ data အချက်လက်တွေရှိရပေါ့နော် data အချက်လက်တွေကိုကျွန်တော်ဖြတ်လိုက်မယ်ဘယ်မှာဖြတ်မလဲဆိုတော့ကျွန်တော်ဒီsave data မှာကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်အကုန်ဖြတ်လိုက်မယ်အကုန်ဖြတ်လိုက်ပြီ Okay ပြီးရင်ဒီ exchange က data တွေလည်းအကုန်ဖြတ်လိုက်မယ် Okay အကုန်ဖြတ်ပြီးသွားပြီပေါ့နော်ဒါဆိုရင်ပြန်ကြည့်လိုက်ပေါ့နော်data ပြန်ကြည့်လိုက်မရှိတော့ဘူးဒီမှာလည်းမရှိတော့ဘူးပေါ့နော်ဒါဆိုဘယ်လိုပြန်ယူရမလဲဆိုရင်ဒီ backup and restore ကိုပဲတစ်ချက်ပြန်နှိပ်လိုက်မယ်ဒါဆို account ဝင်ပြီးသားဖြစ်တဲ့အတွက်ဒါတန်းပြီးတော့ယူရုံပဲပေါ့နော်ဒါ restore နှိပ်ရမယ်ပေါ့နော် restore နှိပ်မယ် Okay ဒါဆိုရင်ဒါ restore ဆိုရဲ viewer လေးရိုက်ပြရမယ်ဒါ restore နှိပ်လိုက်မယ် Okay ဒါဆိုရင်ကျွန်တော်ဒါ restore လုပ်ပြီးသွားပြီပေါ့နော်ဒါဆို data ပြန်ကြည့်လိုက်မယ်ဟုတ်ပါပြီဒါဆိုရင်ပြန် data တွေလည်းပြန်ရောက်လာပါပြီဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်နားမလည်တာရှိရင်ကျွန်တော်တို့တိုက်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်